ဘောလုံးချင်းညီကိုပိတ်တဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာတော့ Manchester United နဲ့ Nottingham Forest ရဲ့ပွဲပြီးတုံးတက်ချက်နဲ့အတူကျွန်တော်တို့အတင်းနဲ့အတူလမ်းခွဲတော့မဲ့ကျွန်တော်တို့ရဲ့Legend Player Karu Casemiro ရဲ့အကြောင်းကျွန်တော်တို့လက်ရှိမှာ Premier League ရဲ့ All Time Assist Record ရရှိတော့တဲ့ Bruno Fernandes ရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီနေ့ United အတင်းအနေနဲ့ DRD အိမ်ကွင်းနောက်ဆုံးပိတ်ပွဲစဉ်ကိုအိမ်ကွင်းမှာလက်ခံကစားသွားပြီးတော့ကျွန်တော်တို့ Nottingham Forest တင်ကို 3-2 ဆိုရရလန်းနဲ့အနိုင်ရရှိသွားပြီးတော့ကျွန်တော်တို့ရဲ့အတင်းရဲ့ကွင်းလေလီဂျန်ကလာမာကြီးကာလိုကစမဲရိုရဲ့ DRD အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာလည်းပိတ်တဲ့တွေကိုကျွန်တော်တို့တခဲနဲ့နှုတ်ဆက်ပေးပြီးတော့ကျွန်တော်တို့တချို့ပိတ်တဲ့တွေမှာဆိုရင်ကျွန်တော်တို့ Stanley နဲ့အတူကာလိုကစမဲရိုအတင်းမှာနောက်တစ်နေ့နေပေးရဆိုပြီးတော့တချို့ပိတ်တဲ့တွေကလည်းတောင်းဆိုနေတဲ့ site board တွေကိုလည်းကျွန်တော်တို့သိရှိရတယ်။ဘာဖြစ်ပြောကစမဲရိုက United အတင်းကိုရောက်ရှိလာတဲ့၄ရာရီအတွင်းမှာပထမရာဒီမှာသူပထမ United ရောက်လာတဲ့ season မှာအကောင်းဆုံးခြေစမ်းပြတာခဲ့ပြီးတော့ကျွန်တော်တို့ဒုတိယ season မှာတော့ကာလိုကစမဲရိုကတိုင်းရတစ်ခုတည်းရောရုံးကန်ခဲ့ရပြီးတော့ကျွန်တော်တို့ရဲ့သူ့ရဲ့တတိယ season မှာတော့တကယ်ကိုတော်တော်လေးဆိုးရတဲ့အခြေအနေနဲ့ရုံးကန်ခဲ့ရပြီးတော့အရန်ကုန်မှာထိုင်နေရတဲ့အနေအထားတွေကျွန်တော်တို့ပွဲထွက်ခွင့်ကိုပုံမှန်ရဖို့တဲ့သူတော်တော်လေးစူးစမ်းတဲ့အနေအထားတွေတွေ့ရှိရပြီးတော့ကျွန်တော်တို့ဘာပြောမိုက်ကယ်ကာရီပြန်လည်ရောက်ရှိလာတဲ့အနေအထားမှာတော့ကျွန်တော်တို့ကာလိုကစမဲရိုကချိန်လုံးကရီယယ်မက်ဒရစ်မှာခြေစမ်းပြတာခဲ့တဲ့ကစမဲရိုဆိုတဲ့တကယ်ကိုရဲ့မာဂျောလာတဲ့ကြောက်ဆောင်ကြီးကိုကျွန်တော်တို့ပြန်တွေ့ခဲ့ရပြီးတော့မိုက်ကယ်ကာရီရဲ့တကယ်ကိုရဲ့ United ပြန်လည်ရောက်ရှိလာမှာကိုပီမိုင်နူကစမဲရိုဗူနိုဖာနန်ဒက်ကွင်းတဲ့အတဲကိုသူယုံကြည်နဲ့အသုံးပြုပြီးတော့ United ရဲ့ Champions League ဝင်ရရှိအောင်လဲစမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ကျွန်တော်တို့ချေရတဲ့ United ပိတ်ရက်တွေချေရတဲ့ကာလိုကစမဲရိုကလည်းကျွန်တော်တို့တကယ်ကိုရဲ့တစ်ခေတ်တစ်ခါသူ Real Madrid မှာအရန်ကိုရဲ့အောင်မြင်ခဲ့ပြီးတော့ပြသခဲ့တဲ့ခြေစမ်းပုံစံမျိုးကျွန်တော်တို့မိုက်ကယ်ကာရီရောက်လာတဲ့အချိန်မှာပြန်လည်ပြသနိုင်ပြီးတော့ကျွန်တော်တို့အဲ့အချိန်မှာပဲကျွန်တော်တို့ United တင်းနဲ့သူလမ်းခွဲမယ်ဆိုတဲ့သတင်းတွေလည်းUnited အတင်းရဲ့ official website တွေကလည်းကြေညာသလိုတကယ်ကိုရဲ့ခိုင်မာတဲ့သတင်းဌာနဖြစ်တဲ့ Fabrizio Romero ကျွန်တော်တို့အင်္ဂလန်မှာရှိတဲ့ Sky Sport အစိုက်သတင်းတွေကလည်းအကုန်လုံး official အတည်ပြုထားပြီးတော့ Casemiro ကလည်းအတင်းနဲ့DRD ကိုရင်လမ်းခွဲတော့မယ်ဆိုတဲ့သတင်းတွေကလည်းလုံးဝတရားဝင်ဖြစ်ပြီးတော့Casemiro ကဒီနေ့ United တင်းရဲ့အိမ်ဝင်းနောက်ဆုံးပွဲစဉ်မှာကျွန်တော်တို့ United ပိတ်တဲ့တွေတခါနာပဲကျွန်တော်တို့ Carlo Casemiro နှုတ်ဆက်ခဲ့ကြတယ်Casemiro ကတကယ်ကို DRD မှာ United တင်းရဲ့ Champions League ဝင်ခွင့်အဓိကရရတဲ့အကြောင်းအရာတော့ Carlo Casemiro အကောင်းဆုံးခြေစမ်းတွေပြပြီးတော့ကျွန်တော်တို့ United တင်းရဲ့ကွင်းလယ်မှာအင်ဂျင်တစ်ခုအနေနဲ့မောင်းနေခဲ့ပြီးတော့ Casemiro မပါရဲ့ပွဲမှာဆို United ကွင်းလယ်ကအရန်တိတာပြီးတော့ United တကယ်ကိုလုံးဝCasemiro မပါရဲ့ပွဲမှာအရန် stock ဖြစ်ပြီးတော့ကစားပုံတင်းရဲ့ကစားဟန်တွေအရန်တိတာခဲ့တယ်လို့ကာလိုကစမဲရိုပါရဲ့ပွဲမှာလည်းကွင်းလေကအရန်တိတာပြီးတော့ကျွန်တော်တို့တချို့ပွဲတွေမှာဆိုကစမဲရိုလူစားလဲလိုက်တဲ့ပွဲချိန်နောက်ဆုံးမိနစ်15မိနစ်ကျန်တော့တဲ့အချိန်တွေခိုက်တဲ့နောက်မှာ United အနေနဲ့တော်တော်လေးရုန်းကန်နေရတဲ့အနေအထားကိုလည်းကျွန်တော်တို့ United fan တွေအကုန်လုံးအားလုံးသိကြပါတယ်ကျွန်တော်တို့ဘာပဲပြောကစမဲရိုကDRD မှာတွင်းဂိုးတွေလည်းခေါင်းတိုက်တွင်းဂိုးတွေကနေကျွန်တော်တို့စပ်ပြီးကနေပြီးတော့ဂိုးတွေအများကြီးတွင်းပေးခဲ့တယ်လို့ United ပိတ်တက်တွေရဲ့နောက်ဆုံးသူလမ်းခွဲမဲ့ season မှာ United ပိတ်တက်တွေကိုကျွန်တော်တို့လမ်းမောပဲကျွန်တော်တို့ဖြစ်အောင်နေထားရတဲ့ကာလိုကစမဲရိုအနေနဲ့သူအကောင်းဆုံးခြေစမ်းပြပြီးတော့သူရှိတဲ့ United ဂျာစီဝတ်တဲ့အတော်တွင်မှာအကောင်းဆုံးရုံးကန်လှူရှားပြီး United တွေတကယ်ကိုအကောင်းဆုံးပေးဆက်ကစားပြီးတော့သူတိုက်ပွဲဝင်စိတ်အပြည့်နဲ့ကျွန်တော်တို့ Champions League ဝင်တဲ့ကာလိုကစမဲရိုကအကောင်းဆုံးတိုက်ပွဲဝင်ပါပြီးတော့ကျွန်တော်တို့ United ပိတ်တက်တွေကတော့ကစမဲရိုတို့ကျွန်တော်တို့အတွက်ကျွန်တော်တို့ရဲ့ Manchester United ရဲ့ Legend Player ဖြစ်အမြဲတမ်းတက်မှတ်ပေးထားမှဖြစ်ပြီးတော့ကျွန်တော်ကတော့ personal ရကျွန်တော်ရဲ့ personal ရ Casemiro ကကျွန်တော်အရန်ကြိုက်တဲ့ player တယောက်ဖြစ်ပြီးတော့ကျွန်တော်အကြိုက်ဆုံးတင်းမှာကစားပေးသွားပြီးတော့ Real Madrid နဲ့ Manchester United နှစ်တင်းမှာလာကစားပေးပြီးတော့တကယ်ကိုအကောင်းဆုံးခြေစမ်းတွေပြပြီးတော့ Manchester United တင်းမှာလမ်းခွဲကန်ဒီမှာသူအကောင်းဆုံးခြေစမ်းတွေပြသနိုင်ခဲ့တယ်လို့တကယ်ကိုရဲ့ Carlo Casemiro အနေနဲ့လာမယ့်နေရာဒီအတင်းတက်မှာလည်းအများကြီးအောင်မြင်ပါစေလို့ကျွန်တော်တို့ United ပိတ်ရက်တွေအားလုံးက Casemiro ကိုဒီကနေဆူတောင်းပေးပါတယ်ဒါအပြင်ကျွန်တော်တို့ဒီပွဲမှာထူးခြားဖြစ်နေရတော့ကျွန်တော်တို့တင်းရဲ့ကပရိန်အပေးဆက်နိုင်ဆုံးလူတာဗူနိုဖာနန်ဒက်ပရီးမီးယားလိဂ်ရဲ့ all time assist record ကိုကျွန်တော်တို့ဒီပွဲမှာဗူနိုဖာနန်ဒက်ကိုယ်တိုင် TRD ခုနှစ်ဒီ Kevin De Bruyne အဆင့်20ဆိုတဲ့ဆိုင်နေကိုရရှိသွားပြီးတော့တကယ်ကိုဒီ all time Premier League ရဲ့ all time assist record ကတော်တော်လေးnetကြီးရဲ့နေထားကိုရောက်ရှိပြီးတော့ဗူနိုဖာနန်ဒက်အနေနဲ့ချိုးနိုင်ဖို့ခွင့်ရည်တွေချင်းခါရှိခဲ့ပေမဲ့တင်းရဲ့တိုက်စစ်ကစားသမားကြီး finishing ပိုင်းအားနည်းမှုကြောင့်ဒီပွဲမှာဗူနိုဖာနန်ဒက်အနေနဲ့တကယ်ကိုသူ့အတွက်အများကြီးညနာခဲ့ရပြီးတော့သူကိုယ်တိုင်လည်းကျွန်တော်တို့ရုပ်တံမှတ်တမ်းတွေရကြည့်ရမယ်ဆိုရင်တော်တော်လေးစိတ်ပြက်နေတဲ့အနေအထားကိုကစားသမားကြီးပေါ့တော်တော်လေးစိတ်ပြက်နေတဲ့အနေအထားကိုလည်းတွေ့ရပြီးတော့ကျွန်တော်တို့ဘာပဲပြောလက်ရှိမှာတော့ Premier League all time assist record ကို3ယောက်
ပူတဲ့စံချိန်ရက်တီပြီးတော့ဖြစ်ပြီးတော့ကျွန်တော်တို့ Bruno Fernandes တဲ့မျှော်လင့်ချက်အများကြီးရှိသေးတယ်ကျွန်တော်တို့ Brighton နဲ့နောက်ဆုံးအဝေးကွင်းပွဲမှာဝေးကွင်းပွဲစဉ်မှာကစားမှာဖြစ်ပေမဲ့ကျွန်တော်တို့ Bruno Fernandes အနေနဲ့ဒီပွဲမှာအစ်စ်တစ်ခုတော့ရရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ Bruno Fernandes က Premier League ရဲ့ all time assist record ရရှိမှာဖြစ်ပြီးတော့ဘာပဲပြောကျွန်တော်တို့ရဲ့ captain အတင်းမှာအတင်းရဲ့ဒုက္ခရောက်နေတဲ့အချိန်ဒီမှာတောင်မှကျွန်တော်တို့သူ့ကိုခေါ်ခြင်းနဲ့ Real Madrid တို့အတင်းမျိုးတွေကိုမပြောင်းလဲနဲ့ United အတင်းမှာပေးဆက်ကစားပြီးတော့တကယ်ကိုတိုက်ပွဲဝင်စေအပြည့်နဲ့တကယ်ကို Bruno ဟာတကယ်ကိုတချို့ Thierry Henry တို့ကျွန်တော်တို့ Jamie Carragher တွေချီယူတို့တကယ်ကိုအရန်ကိုကွင်းလယ်မှာတကယ်ပြောင်ပြောင်းလာတဲ့သူ့ရဲ့ magic movement ပတ်တွေကနေပြီးတော့ကျွန်တော်တို့ United အနေနဲ့ဂိုးတွေတော်တော်များများရရှိခဲ့လို့ဒီယာဒီမှာလဲ Bruno အတွက် Brighton နဲ့ပွဲမှာလဲကျွန်တော်တို့ Premier League ရဲ့ all time assist record ကိုချိုးနိုင်ပါသေးလို့ကျွန်တော်တို့ United ပိတ်ရက်တွေအားလုံးကတော့ဒီပွဲမှာနိုင်ပွဲဆိုရတဲ့ Bruno ရဲ့ all time assist record ကိုပဲကျွန်တော်တို့လိုချင်ကြတာဖြစ်ပြီးတော့ United ကဒီယာဒီ Champions League ဝင်ခွင့်ကိုရရှိသွားပြီးတော့ဒီ Nottingham Forest နဲ့နောက်ဆုံးအိမ်ဝင်းအပိတ်ပွဲစဉ်ကတော့တကယ်ကိုအမှတ်တရများစွာရှိခဲ့ပြီးတော့အတင်းရဲ့လက်ရှိဒီယာဒီကောင်မှာ Lancome Casemiro ကျွန်တော်တို့အတင်းနဲ့တူတက်တန်းထိုးထားတယ်ကျွန်တော်တို့ Michael Carrick ကျွန်တော်တို့ Premier League all time assist record ကိုရရှိသွားတဲ့ Bruno Fernandes နဲ့တကယ်ကို memory များစွာဦးထွက်ဖို့ရဲ့ဒီယာဒီအိမ်ဝင်းနောက်ဆုံးပိတ်ပွဲနေရတော့ United အနေနဲ့ဆုံးသက်သွားပြီးတော့ရမဲ့ရာတွေကတော့ကျွန်တော်တို့ United တင်းကတော့ဝေးကွာနေတဲ့ Champions League ဝင်ကိုပြန်လည်ရရှိမှာဖြစ်ပြီးတော့လာမယ့်ရာဒီမှာလည်းကျွန်တော်တို့ United တင်းအနေနဲ့ Casemiro နေရာမှာအစားထိုးဖို့အတွက်ဈေးကွက်ထဲမှာကွင်းလယ်မှာ defensive midfielder role တွေဖြစ်တဲ့ကျွန်တော်တို့ Brighton ရဲ့ Carlo Variba ကျွန်တော်တို့လက်ရှိမှာဆိုရင်ကျွန်တော်တို့ West Ham ရဲ့မတီးရဲ့ Fernandes အစရှိရဲ့ player တွေကိုစောင့်ကြည့်နေပြီးတော့ Atlanta ရဲ့ကျွန်တော်တို့ Ederson Real Madrid နဲ့လက်ရှိမှာတင်းနေဒိုလောထွက်နေတဲ့ Oliver Shomani တို့လည်း Manchester United ကစောင့်ကြည့်ပြီးတော့ Manchester United ကတော့လာမယ့်ရာဒီမှာ Champions League ဝင်ခွင့်နဲ့သူဒီပွဲမှာတော့အိမ်ဝင်း United ပိတ်တဲ့တွေတကယ်ကိုအမှတ်တရများစွာနဲ့နှုတ်ဆက်ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ပြီးတော့ Casemiro Bruno Michael Carrick တကယ်ကို Michael Carrick ရောက်လာတဲ့အချိန်မှာအတင်းက Champions League ဝင်ကိုရရှိအောင်မြုံကြည်အောင်စမ်းနိုင်တဲ့ Michael Carrick ကိုလည်းကျွန်တော်တို့ဒီကနေအထူးကျေးဇူးတင်ရှိပါတယ်။ဘာပဲပြော United ကဒီဟာဒီအိမ်ဝင်းနောက်ဆုံးပိတ်ပွဲစဉ်ကိုတော့အနိုင်ရလိုက်တဲ့သူကျွန်တော်တို့ Nottingham Forest ကို 3-2 ဆွဲရလိုက်နဲ့နိုင်ပြီးတော့ဆုံးတက်ပြီးတော့အိမ်ဝင်းကတော့ကျွန်တော်တို့ဆုံးတက်သွားပါပြီ။ဘာပဲပြောလာမဲ့ United အဝေးကွင်းပွဲမှာတော့ Bruno Fernandes အနေနဲ့မဖြစ်မနေအစ်စ်တစ်ခုကိုကျွန်တော်တို့လောကမှာဖြစ်ပြီးတော့အဲ့အစ်စ်တာရခဲ့မယ်ဆိုရင်တော့ Premier League ရဲ့ all time record assist ဆိုတဲ့ Thierry Henry, De Bruyne, Kevin De Bruyne တို့တင်ထားတဲ့စံချိန်ကိုချိုးနိုင်မှာဖြစ်ပြီးတော့အဲ့ပွဲကတော့တကယ်ကို United အတွက်ကတော့ Brighton နဲ့အဝေးကွင်းပွဲကတော့တကယ်ကိုခက်ခဲတဲ့ပွဲစဉ်တွေဖြစ်လာမှာဖြစ်ပြီးတော့ဘာပဲပြောကျွန်တော်တို့ရဲ့အသင်းနဲ့တူလမ်းခွဲလာတော့ Casemiro ကိုလည်းအသင်းနဲ့မှာအောင်မြင်ပါစေလို့ကျွန်တော်တို့ United ပိတ်ရက်တွေအားလုံးကဒီကနေပြီးတော့ဆူတောင်းပေးပါတယ်ဘာပဲပြော United ကတော့ဒီဟာဒီအိမ်ဝင်းနောက်ဆုံးပိတ်ပွဲစဉ်ကိုတော့အနိုင်နဲ့ဆုံးသက်သွားပြီးတော့တကယ်ကိုဒီပွဲမှာရလက်အရာ 3-2 ဆိုပေမဲ့လည်းကျွန်တော်တို့ကစားပုံကနည်းနည်းလေးရော့တီရော်ရဲနိုင်ပေမဲ့တကယ်ရောအနိုင်ရလက်နဲ့အဆုံးသက်သွားနိုင်ပေမဲ့ဒီနေ့ကစားပုံကိုတော့ကျွန်တော်တို့ United ပိတ်တဲ့တိတ်သဘောကျမှာလည်းမဟုတ်ဘူးအတင်းရဲ့တိုက်စစ်မှာ finishing line တွေအားနေတယ်လို့လာမယ့်နေရာဒီမှာမဖြစ်မနေဖြည့်တင်းရမယ့်တိုက်စစ်ကျွန်တော်တို့မဖြစ်မနေဝင်ကားတွေဖြည့်တင်းရမှာဖြစ်ပြီးတော့ Champions League မှာဒီလူစီးနဲ့ဆိုရင်ကျွန်တော်တို့တော်တော်လေးရုန်းကန်မဲ့နေထားကိုတွေ့ရှိရမှာဖြစ်ပြီးတော့ United အနေနဲ့လာမယ့်နေရာဒီမှာ Casemiro နေရာအတွက်ဖြည့်တင်းရမှာကျွန်တော်တို့ဖြည့်ပြီးတော့တောင်ပန်ကစားသမားတွေလည်းမဖြစ်မနေဖြည့်တင်းရမှာဖြစ်ပါတယ်။ဘာပဲပြော United ကဒီအိမ်ဝင်းနောက်ဆုံးပိတ်ပွဲစဉ်ကိုအနိုင်နဲ့ဆုံးသက်သွားတဲ့အတွက် United ပိတ်တဲ့အားလုံးကျေနပ်မယ်လို့ထင်ပါတယ်။ဒီကလိုအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ။